မင်္ဂလာပါတော် Green Channel လေးရကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Capricorn လေးအတွက်ဇွန်လအတွက်ပေါ့နော်တော် reading လေးလုပ်ပေးမှာဖြစ်ပါတယ်ဒါကတော့ channel reading ဖြစ်တဲ့အတွက်အားလုံးနဲ့ energy ကိုက်ရှင်မှာကန်နေပေါ့နော် energy ကိုက်တဲ့တွေစက်ကြည့်ပေးပါကလေးငါကရေးလို့မယ်နော်Nine of Pentacles backs Tons of Swords F Ace of Wands Rebacks The Diva Tons of Pentacles Rebacks Capricorn လေးအတွက်ဇွန်လကန်ချမာလေးတော်တော်ခက်ခဲတဲ့အခြေတစ်ခုဖြစ်နိုင်တယ်ဒါပေမဲ့ပြောင်းလဲဖို့လည်းအခွင့်အရေးရှိတယ်ဒီမှာ Six of Pentacles Rebacks အရာဒါကလေပေးအပ်တာတွေသဘောထားမတိုက်ဆိုင်တာတွေမတူညီတာတွေပြရပေါ့နော်မျှတမှုမရှိတဲ့ဒီဆက်ဆံရေးတစ်ခု relationship ပဲဖြစ်ဖြစ်လိုမျိုးဆက်ဆံရေးတစ်ခုခုပေါ့နော်အဲ့ကနေတစ်ဖက်တည်းပေးနေရတာမျိုးကြီးဖြစ်နေတယ်နောက်တစ်ခု Ten of Swords ဒီကတွေနာကျင်မှုတွေတိုက်ခိုက်တာတွေပြီးရင်ပြီးဆုံးသွားတဲ့အရာတွေမှမဟုတ်ဆုံးသက်တွေဖြစ်လိမ့်မယ်နောက်တစ်ခု Ace of Wands Rebacks ဒါကကြတော့အချိန်အဟုန်နဲ့ဖြစ်တာတွေနောက်ခုပြောင်းလဲမှုတွေကရုတ်တရက်တည်ဖြစ်လာတတ်တယ်လို့ပြောထားတယ်နောက်တစ်ခု The Diva ကလွတ်မြောက်မဲ့အချုပ်ချာတွေပေါ့နော်လက်မလွတ်နိုင်သေးတဲ့ဒီ toxic relationship တွေပြီးတော့လက်မလွတ်နိုင်သေးတဲ့အရင်ကအကြောင်းအရာတွေပေါ့နော်အဲ့ဒါတွေရှိတယ်ဒါတစုံတစ်ယောက်ပေါ် attachment ပြင်းပြနေရမျိုးတွေပေါ့နော်အဲ့လိုမျိုးဖြစ်တတ်တယ်နောက်တစ်ခုက Tons of Pentacles Rebacks ဒါကလေဘာပြရဲဆိုရင်ဒါမိသားစုရေးတွေပြီးငွေကြေးပေါ့နော်အဲ့ဒီဥစ္စာတွေအနာဂတ်အတွက်မလုံလောက်သေးဘူးပေါ့အဲ့ဒါကိုပြတယ်ပြီးတော့မိသားစုအတွင်းမှာစိတ်ဖိစီးမှုတွေရှိလာနိုင်တယ်ငွေကြေးအပိုင်းမှာရောပေါ့နော်အဲ့လိုမျိုးတော့သူကပြတယ်ဒီ Capricorn လေးအတွက်ဇွန်လအတွက်ကကျွန်မကိုခြုံငုံပြီးပြရလို့ရှိရင်သူကလေကိုအခက်ခဲကြုံရတဲ့အခါမှာတန်ဖိုးကိုနားလည်လာတတ်တယ်အဲ့လိုမျိုးတွေရှိတတ်တယ်ပြီးတော့မတိမြဲတဲ့စီးပွားရေးတွေပေါ့နော်ပြီးရင် toxic connection တွေကိုတိတ်နိုင်တယ်ဒါပေမဲ့အရေးကြီးဆုံးကကိုယ်တိုင်ပေါ့နော်အဲ့ဒီဥစ္စာတွေကိုလွတ်ချပြီးတော့ကိုယ်တိုင်ဆုံးဖြတ်ရမှန်မှန်နဲ့ချမှတ်ဖို့ပဲလိုတယ်ဒီဇွန်လမှာအရေးကြီးဆုံးကတော့ဒီပဲပေါ့နော်ဒီကတစုံတစ်ခုကိုလွတ်ချဖို့တော့ကိုယ့်အတွက် toxic ဖြစ်စေတဲ့ relationship တွေပြီးတော့ဒီဆက်ဆံရေးတွေရှိတဲ့လူတချို့ကိုအတိတ်မှာပဲထားခဲ့ပေါ့နော်အဲ့လိုမျိုးတွေပြတယ်ပြီးတော့ငွေကြေးမလုံလောက်တာတွေအဲ့လိုမျိုး budget ပေါ့လေ budget တွေမလုံလောက်တာမျိုးတွေဖြစ်တတ်တယ်အချစ်ရေးကတစ်ဖက်ကပဲ emotion နဲ့ program ပြင်းပြနေရမျိုးဖြစ်တတ်တယ်ကိုယ့်ဘက်ကပဲဖြစ်အဲ့လိုမျိုးကြီးကိုယ့်ဘက်ကတစ်ဖက်တည်းပေါ့နော်သွားပြန်မရှိဘဲနဲ့တစ်ဖက်ကပဲပေးနေရတာမျိုးကြီးဖြစ်တတ်တယ်ဒါလေးတွေကတော့ဒီ Capricorn လေးအတွက်ဇွန်လကန်ချမာလေးပဲဖြစ်ပါတယ်နောက်ထပ် sign လေးတွေကိုလည်းထပ်ပြီးတော့ reading လေးလုပ်ပြီးတော့မှဖြစ်တဲ့အတွက်ဆက်လက်ဆောင်ကြည့်ကြပါအောင်အားလုံးပဲကျေးဇူးတင်ပါတယ်